မင်္ဂလာပါရှင်အရေးတောက်ကြိုက်တဲ့သူတွေအတွက်လွယ်ကူကူနဲ့မြန်ဆန်ချက်စားလို့ရတဲ့ကြက်ဥဟင်းရဲ့ချက်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်ကြက်ဥဟင်းလေးချက်ဖို့အတွက်ခရမ်းကျင်သည့်ခက်ကြီးနှလုံးနဲ့ကြက်ဥနှလုံးကိုသုံးပါမယ်ရှင်။ကြက်သွန်မိတ်အနှဲငယ်နဲ့ကြက်သွန်ဖြူ2မွှာလောက်လည်းလိုအပ်ပါတယ်ရှင်။အရင်ဆုံးကြက်ဥနှလုံးကိုပကံတစ်ခုတည်းကိုဖောက်ထည့်ထားပါမယ်။ပြီးတာနဲ့အရသာအတွက်စားလေးအနှဲငယ်ထည့်ပြီးတော့ခလောက်ထားလိုက်ပါမယ်ရှင်။ပြောင်းကော်မုတ်ထမင်းစားစွန်းနဲ့တစုံခွဲလောက်ကိုရေနှဲငယ်ထည့်ပြီးတော့ဖြော်ထားပေးပါမယ်။ပြောင်းကော်မုတ်မရှိရင်ရိုးကော်မုတ်ပဲသုံးလို့လည်းရပါတယ်ရှင်။ကြက်သွန်မိတ်လေးတွေလှီးထားလိုက်ပါမယ်ရှင်။ကြက်သွန်ဖြူ2မွှာကိုလည်းနှုတ်လေးတွေဆဲနာလိုက်ပါမယ်။ခရမ်းကျင်သီးကိုတော့အလဲရခွဲအထက်ရအစီလေးတွေထုတ်ပြီးတော့အတုံးခတ်သေးလေးတွေလှီးထားလိုက်ပါမယ်ချက်မဲ့အိုးတွေကိုစီလေးအနှဲငယ်ပဲထည့်ပါမယ်ရှင်စီအများကြီးထည့်စရာမလိုပါဘူးနည်းနည်းလေးပဲထည့်ပေးရပါမယ်စီပူလာပြီဆိုတာနဲ့ကြက်သွန်ဖြူလှီးထားတာလေးတွေကိုအရင်ဆုံးစီသက်ပါမယ်ရှင်ကြက်သွန်ဖြူလေးအနံလေးမှုေးလာတဲ့အထိကိုစီတက်ပေးရပါမယ်။ကြက်သွန်ဖြူအနံလေးတော်တော်လေးမှုေးလာပြီဆိုတာနဲ့ခရမ်းကျင်လေးလှီးတာလေးတွေကိုထည့်လိုက်ပါမယ်ရှင်။ခရမ်းကျင်လေးကိုစီမတက်ပဲနဲ့တခါတည်းရင်သွေးစူစူနဲ့ထည့်ပြီးတော့ဟင်းချိုချက်လိုက်လို့လည်းရပါတယ်။ခဏလောက်မှုေးပြီးပြီဆိုတာနဲ့ခရမ်းကျင်လေးလေးဣတာမြန်အောင်လို့စားအနှဲငယ်ထည့်ပါမယ်ရှင်။ပြီးရင်တော့ဒီစားလေးနဲ့ခရမ်းကျင်သီးလေးတွေနှံ့သွားပြီးတော့ခရမ်းကျင်သီးရဲ့အစိမ့်နှံ့လေးပျောက်တဲ့အထိကိုခဏလောက်မှုေးပေးလိုက်ပါမယ်ရှင်အခုလိုမျိုးခရမ်းကျင်သီးကထွက်လာတဲ့ရေလေးတွေကုန်တလောက်ရှိပြီးတော့တဖြည်းဖြည်းမြည်လာတဲ့အနေထားရောက်ပြီဆိုရင်တော့ခရမ်းကျင်သီးလေးဣသွားအောင်လို့ရေလေးအနှဲငယ်ထည့်လိုက်ပါမယ်ရှင်ခရမ်းကျင်သီးကိုအရင်ကြည်သွားတာမျိုးမဟုတ်ပဲနဲ့အတုံးပုံစံမပြတ်လေးပဲလိုချင်နေဆိုရင်တော့ဒီလောက်အနေထားနဲ့ပဲတခါလေးရေးထည့်ပြီးတော့ဟင်းချိုချက်လိုက်လို့ရပါတယ်။ကျမကတော့ခရမ်းကျင်သီးကိုခက်ကြည်အနေထားလေးကြိုက်လို့အရင်ဆုံးဣသွားအောင်လို့အခုလိုမျိုးလေးခဏအဖုံးလေးအုပ်ထားပေးလိုက်ပါတယ်။ခရမ်းကျင်သီးလေးတွေအခုလိုမျိုးမကြည်တကြည်အနေထားလေးရောက်သွားပြီဆိုရင်တော့ရေထည့်လိုက်လို့ရပါပြီရှင်ဒီနေရာမှာရေမထည့်ဘဲနဲ့ရေအစားကြက်ပြုတ်ရေထည့်လို့လည်းရပါတယ်ကြက်ပြုတ်ရေနဲ့ချက်ရင်တော့ပိုပြီးတော့ကောင်းပါတယ်ရှင်ထည့်ရမယ့်ရေပမာဏကတော့ကိုလိုချင်တဲ့ဟင်းရင်အနှဲများပေါ်မူတည်ပြီးတော့ကိုစိတ်ကြိုက်ချိန်ညှိပြီးတော့ထည့်လို့ရပါတယ်ရှင်ရေထည့်ပြီးသွားပြီဆိုရင်တော့ရေတွေပြန်ပြီးတော့ပွက်ဆူလာတဲ့အထိကိုတည်ထားပေးလိုက်ပါမယ်ရှင်အခုလိုမျိုးပွက်ဆူလာတဲ့အနေထားရောက်သွားပြီဆိုရင်တော့အရသာအတွက်ပိန်းငံများရဲ့အကျဲကိုတစွန်းလောက်ထည့်လိုက်ပါမယ်ကြက်သားမုံအနှဲငယ်ထည့်ပါမယ်ရှင်ပိန်းငံများရဲ့အကျဲထည့်ရတာဖြစ်တဲ့အတွက်အရသာမြည်ကြည့်ပြီးတော့အငံလိုတယ်ဆိုတော့မှစားလေးနည်းနည်းထည့်လို့ရပါတယ်အငံမလိုတော့ဘူးဆိုရင်တော့စားထည့်စရာမလိုပါဘူး။ဘာလို့ဆိုတော့ခရမ်းကျင်သီးစပြီးတော့စီတက်ခရဲရလဲစားလေးထည့်ထားပါတယ်။အရသာကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့ကော်မှုတ်ဖြော်ထားတာကိုထည့်ပါမယ်ရှင်။ကျမတော့အရင်ဆုံးကော်ရည်လေး3စွန်းလောက်ထည့်လိုက်ပါမယ်။ကော်ရည်အဖြစ်အကျဲနေထားတော့ကိုစိတ်ကြိုက်ချိန်ညှိလို့ရပါတယ်။ကျမတော့အခုကော်ရည်ကနည်းနည်းလေးကျဲနေသေးလို့ကြံနေသေးတဲ့ကော်ရည်တွေကိုလည်းအကုန်ထည့်လိုက်ပါမယ်ရှင်။
ကော်ရည်တွေအားလုံးထည့်လိုက်ပြီးလို့ရေပြန်ဆူလာတဲ့အနေထားရောက်သွားပြီဆိုရင်တော့ကြက်ဥခောက်ထားတာကိုတဖြည်းဖြည်းချင်းဝိုက်ပြီးတော့ထည့်ပေးပါမယ်ရှင်ပြီးတာနဲ့ကြက်ဥလေးတွေကွဲထွက်ပြီးတော့အဖက်ဖက်လေးတွေဖြစ်သွားအောင်လို့မှွေပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ငရုတ်ကောင်းမှုတ်လေးအနည်းငယ်ခတ်လိုက်ပါမယ်ငရုတ်ကောင်းကမကြိုက်ဘူးဆိုရင်မထည့်လို့လည်းရပါတယ်ရှင်ကြက်ဥကိုအခုလိုမျိုးအဖက်ကြီးကြီးမကြိုက်ပဲနဲ့မြင်မြင်သေးသေးအဖက်လေးတွေလိုချင်နေဆိုရင်တော့ကြက်ဥထည့်နေရင်လည်းတခါတည်းလက်ကလည်းမှွေပေးနေရပါမယ်ရှင်အရသာနဲ့ဟင်းရည်အပြည့်အကျဲအနေထားစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့နောက်ဆုံးမှာကြက်သွန်မိတ်လေးထည့်ပြီးတော့မီးပိတ်လိုက်လို့ရပါပြီရှင်ကြက်သွန်မိတ်စာနက်နက်မင်းထည့်လို့လည်းရပါတယ်ရှင်ပြီးတာနဲ့မီးပေါ်ပေါ်ကနေအိုးကိုချပေးလိုက်ပါမယ်အခုဆိုရင်အနက်မွေးမွေးလေးနဲ့ကြည့်ရတာလဲအယောင်အစင်းလှလှပပလေးနဲ့အရန်တောက်လို့ကောင်းတဲ့ကြက်ဥခရမ်းကျင်သည်ဟင်းရည်ပြစ်ပြစ်လေးကျက်သွားပါပြီရှင်ချက်ရတာလည်းအားလုံးပေါင်းမှ15မိနစ်လောက်ပဲကြာလိုက်ပါတယ်ကိုကဟင်းရည်ကိုအခုလိုမျိုးခပ်ပြစ်ပြစ်လေးမဟုတ်ပဲနဲ့ကြဲကြဲလေးကြိုက်တယ်ဆိုရင်တော့ကော်ရည်ကိုရှော့ထည့်ပေးရပါမယ်အယောင်လေးကလည်းနီနီဝဝစိမ့်စိမ့်လေးနေနဲ့ဆိုတော့စားကျင်စရာကိုဖြစ်နေပါရောရှင်အရသာကလည်းခရမ်းကျင်ရဲ့အချင်ထက်လေးရဲ့ကြက်ဥရဲ့စိတ်နဲ့ရတာလေးရဲ့ပေါင်းဆက်ထားပြီးတော့ကြက်ဥအဖက်လေးတွေကလည်းနုံနုံညံ့ညံ့လေးနဲ့တောက်လို့အရန်ကိုကောင်းတဲ့ဟင်းရည်တစ်ခွက်ဖြစ်ပါတယ်ရှင်အာဟာရလည်းပြေချက်လို့လည်းလွယ်ပြီးတော့အချိန်ကုန်လည်းအရန်တက်တာတဲ့ကြက်ဥခရမ်းကျင်သည့်ဟင်းရည်လေးချက်စားကြည့်ပါရှင်အဆုံးထိကြည့်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်းဝေးကြပါစေရှင်